ဆရာဝန်တွေကတော့အံ့ဩနေရတယ်မတ်ဖက်တီမာရဲ့သားလေးမင်္ဂလာပါရှင်ပရိသတ်ကြီးရင်ချင်မောင်းတဲ့မတ်ဖက်တီမာကိုတော့ပရိသတ်ကြီးမှတ်မိကြအောင်ပါမတ်ဖက်တီမာဟောင်းဥပိန္ဒရာနာမှာချင်မောင်းရောက်ခဲ့တာနှစ်ချီကြာခဲ့ပြီးမြအငယ်ဆုံးသားလေးကိုဝင်ဆလို့ရတဲ့အချိန်မှာတံမြာသီးတုတ်ကိုချင်းချင်းတက်လို့လှုပ်ရှားရကနေတံမြာသီးတုတ်ရောင်းချဖြစ်ခဲ့တာပါတံမြာသီးတုတ်ရောင်းတဲ့အချိန်ကလက်မလဲအောင်ရောင်းချရပြီးနိုင်ငံခြားထိပါတင်ပို့ခဲ့ရပါတယ်တံမြာသီးတုတ်ကြောင့်နိုင်ငံကျော်ရဲ့တီအောင်မြင်သွားခဲ့တဲ့မတ်ဖက်တီမာဟာတရက်ကိုတံမြာသီးတုတ်30ဘူးရောင်းခဲ့ရပါတယ်။ဒါရီအားလုံးကဘိုက်တဲကကလေးရဲ့ကုသိုလ်ကံကြောင့်ဆိုပြီးလူတွေအားလုံးရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့တာပါ။ဒါပေမဲ့လူတချို့ရဲ့တိုင်ကြားမှုကြောင့် FDA ကမတ်ဖက်တီမာကိုစိုက်ပိတ်ခံခဲ့ရမှုအတုံးဆိုင်ကိုပိတ်ပင်လိုက်ရပါတယ်။အတုံးဆိုင်ပိတ်ပင်ရပေမဲ့ကလေးရဲ့မွေးဖွားစီအတွက်မပူပင်ခဲ့ရဘူးလို့မတ်ဖက်တီမာကပြောပါတယ်။ရှေးဘဝကုသိုလ်ကံကြောင့်သူ့ထုံနဲ့သူလာတဲ့ဆိုရင်မတ်ဖက်တီမာရဲ့ကလေးကိုတနိုင်ငံလုံးကမြင်တွေ့ချင်နေကြတာပါ။ပြီးခဲ့တဲ့မေလ9ရက်နေ့ကတော့မတ်ဖက်တီမာကတလကျော်2လလောက်စောပြီးမွေးဖွားခဲ့ပါတယ်။31ပတ်နဲ့မွေးဖွားခဲ့တာမို့ကလေးကပေါင်မပြေပဲမျက်နှာကလည်းထူခြားနေပါတယ်။ပေါင်မပြေတဲ့ကလေးမို့မွေးရပါအဆုတ်မကောင်းပါဘူး။မွေးပြီးတဲ့ချိန်ကကလေးကို25ရက်လောက်ဆေးရုံတင်ထားပါတယ်။ကလင်းကရမ်းငယ်သေးတဲ့ပြင်အဆုံမကောင်းလို့အသက်မရှင်နိုင်ဘူးလို့ဆရာဝန်တွေကပြောပြီးမြခုချိန်ထိကျန်းကျန်းမာမာသက်ရှင်နေတာမို့ဆရာဝန်တွေကတော့အံ့ဩနေရပါတယ်။အသက်ပြင်းတဲ့မတ်ဖက်တီမာရဲ့သားလေးကကံကောင်းတယ်လို့ပြောရမှာပါ။ဆေးရုံမှာတော့ရက်မပြည့်ပဲစောမွေးတဲ့ကလေးမိခင်တွေအများကြီးရှိတာမို့ငလင်လှုပ်လို့စောမွေးတာဖြစ်နိုင်တယ်လို့မတ်ဖက်တီမာကပြောပြလာပါတယ်။